ဒီဟင်းနဲ့စားလိုက်လို့ကတော့ထမင်းနှစ်ပကံလောက်ကတော့အသားလေးရှော့နဲ့ဝင်သွားမယ်ဟင်းမျိုးလေးဒါမျိုးလေးကိုသဘောကျရဆိုချက်စားကြည့်နော်စိုက်ခင်းလေးတွေကချမောင်ရွက်တွေညှက်မယ်ဒီမှာစိုက်ခင်းချမောင်လေးတန်မတန်ကျန်းကိုတန်အစီတွေလေသူများကလက်ဆောင်ပေးလို့ကျဲထားတာဒီမှာဒါဆိုချမောင်လက်ချားတွေနုနုပပတ်လေးတွေပေါ့ကိုရင်ဟာဆိုတော့လက်ဆက်လေးနဲ့စားရတယ်မျိုးတွေလက်ဆက်နေရတယ်ဒါဆိုရင်ဝက်ချမောင်ငပိချက်ဖို့အတွက်ဒါချမောင်ခူးလာတာလက်ဆက်တွေအဲ့လိုမျိုးလေးကိုယ့်ဘာသာကိုစိုက်ပြီးတော့ခူးစားတာကိုရမ်းသဘောကျဝက်ချမောင်ငပိချက်ဖို့အတွက်ဝက်သားလေးကိုဒါပြုတ်ထားတယ်ပေါ့နော်အဲ့ဒီပြုတ်ထားတဲ့ဟာနဲ့ချက်မယ်စီပူလာပြီဆိုရင်ချက်တော်နေအဖြူထောင်းထားတာထည့်မယ်စနှင်းမုတ်ထည့်မယ်ဒီစိမုံထည့်မယ်ငပိချက်ဆက်မှာမို့လို့ဒီအကြံပတ်ထည့်မယ်ဝေမယ်ဒီစိမ့်သားနဲ့ထည့်မယ်စီတက်တာကျွတ်ပြီးတော့မှုေးလာပြီဆိုရင်ပြုတ်ထားတဲ့ဒီဝက်သားကိုထည့်မယ်ဝက်စီပန်းနဲ့ချမောင်ရွက်နဲ့ချက်ပလူပေါ့နော်အဲ့လိုသဘောမျိုးလေးပဲဟိုဒါကိုပြီးအဖုံးအုပ်ထားမယ်အမအသားလေးတွေကိုစစွန်းရတာလုံးလာလိုက်တာပေါ့နော်ဒီစီလေးတွေဒီလိုလေးထွက်လာပြီဆိုတော့မှစစွန်းရတော့ခိုးပြီးတော့ရေစစ်ထားတဲ့ချမောင်ရွက်ထည့်မယ်ခရမ်းကျင်လေးထည့်မယ်ပြီးရင်ငံပြာရည်ထည့်မယ်ချုံမုံနည်းနည်းထည့်မယ်ပြီးရင်ရေပကံလုံးတစ်လုံးထည့်ပြီးတော့ဖုံးအုပ်ထားမယ်ဒါမှစောစောကတော့ချမောင်ရွက်ထဲကနေပြီးတော့ထွက်လာတဲ့အချင်းကအသားတွေကိုလေစိတ်ဝင်တော့သားကလည်းစားလို့ချင်းလေးဖြစ်ပြီးစားလို့ရမ်းကောင်းပါတယ်ချင်းစုပ်ကြီးလည်းဖြစ်မနေဘူးချမောင်ရွက်လေးကလည်းနုတရားပဲအဲ့ဒါအဖုံးအုပ်ထားလိုက်နော်ဖုံးအုပ်ပြီးတော့ရေတဝက်ကြော်ခန်းတဲ့အထိကိုတည်မယ်ပြီးမှရတာကိုမြည်ကြည့်မယ်ပြီးရင်ချက်သွန်ဖြူလေးအုပ်လိုက်မယ်ဒီနေရောက်တော့မှလည်းမြည်ကြည့်မယ်ချက်သွန်ဖြူလေးထည့်လိုက်တော့ချက်ချင်းကိုအနံ့ကစောစောကအနံ့နဲ့မတွေ့တော့ဘူးချက်ချင်းမှုရွာဒါလေးကိုမြည်ကြည့်မယ်ကိုကမပြီးချက်တာဆိုတော့လေစားလေးနည်းနည်းထည့်လိုက်မယ်ပြီးရင်ငရုတ်သီးစိမ်းလေးနည်းနည်းအုပ်မယ်အခုမှအငြင်းလေးရတယ်မပြီးချက်လေးမျိုးပေါ့နော်အငြင်းလေးကနည်းလေးသွားပြီ
အရန်ငံတူးချိတ်ပြီးတော့စားလို့မရတယ်လို့မျိုးတော့မဟုတ်ဘူးငံလေးကိုနည်းနည်းလေးလေးပင်ပင်လေးပြအောင်ပါနော်ဒါစားလေးထည့်လိုက်တာပြင်သူကိုခဏထားအောင်မယ်ဘာလို့ဝတ်သားကြတော့ပြုတ်ထားတာလေပြုတ်ထားတဲ့အတွက်ကြောင့်မို့နည်းနည်းနူးချင်ဖြစ်နေတဲ့အနေအထားအရန်နူးဣပြဲနေတာတော့မဟုတ်ဘူးအဲ့ဒီအနေအထားကိုချက်တာဆက်စောကအစီတုံးလေးကိုထိုးကြည့်လိုက်တော့အစီတုံးလေးကနည်းနည်းလေးမတင်းတင်းအနေလေးဖြစ်နေလို့ရေဒီလောက်ထပ်ထည့်ပြီးတော့ပြန်အုပ်ပါလိုက်ဒီရေခမ်းပြီဆိုရင်အစီတုံးကဣကဲဒါဆိုရင်ဒါအများကချင်းဆက်လေးနဲ့ချက်မောင်ရငပိချက်ပဲနော်ချက်မောင်ရငပိချက်ရပြီဒီအနှစ်လေးကိုသမင်းနဲ့နေစားမှာသူတစ်ခွက်နဲ့တော်တော်လေးကိုသမင်းနေပြီသမင်းကတော့အနည်းဆုံးဒီမင်းနဲ့စားမယ်သမင်းနှစ်ပတ်ကအသာလေးဝင်တယ်